သစ္စာတရားကိုအသက်ထက်ပိုတမိုးထားတဲ့မိဖုရားကြီးရခိုင်ပြည်တစ်ဝန်းဇေဒီပထိုးများတည်ထောင်ကိုယ်ခဲ့တဲ့သာသနာပြုမိဖုရားကြီးထူးဆန်းတဲ့ဗရင်များပိုင်ရှင်မိဖုရားကြီးမင်္ဂလာပါရှင်ကျမတို့ Talking Melody Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တက်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ရခိုင်မိဖုရားကြီးဗရင်များဒေဝီစောမေကြီးကျောင်းပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း900ခန့်မြမတက္ကရီ890-890ကျော်လောက်ကရခိုင်ပြည်နယ်မှာရှိတဲ့ရမရဒီလို့ခေါ်တဲ့ရမ်းမြို့အတွင်းက10မိုင်အကွာမှာရွာရင်းရွာဆိုတဲ့ရွာလေးတစ်ရွာရှိခဲ့ပါတယ်။အဲ့ဒီရွာလေးမှာတော့ဝမ်းစာအတွက်စီးရဲခက်ခဲစွာတောင်ရလုပ်ငန်းကိုလုပ်ကိုင်နေကြတဲ့ဦးဖြူတီဒေါ်မဲတူဇနီးမောင်နှံတို့နေထိုင်ကြပါတယ်။အဲ့ဒီဇနီးမောင်နှံမှာတော့မမဲကြီးလို့အမည်ရတဲ့သမီးလေးတစ်ယောက်ရှိပြီးမမဲကြီး9နှစ်အရွယ်မှာဖခင်ဖြစ်သူဥဖြူတီကွယ်လွန်သွားခဲ့တာကြောင့်မိုးဆိုးမမိခင်ကြီးနဲ့အတူသူမဟာဘဝကိုပင်ပင်မမဆင်းရဲကြီးစွာကြီးပြင်းလာခဲ့ရပါတယ်။မမဲကြီးဟာဖရာတရားကိုကိုင်းဆိုင်သူဖြစ်တာကြောင့်ယတနာသုံးပါးကိုလည်းဥထိပ်ပတ်ဆင်ထားသူအမျိုးသမီးလည်းဖြစ်ပါတယ်။အလူဒါနပြုခြင်းသီလဆောက်တည်ခြင်းကိုလည်းအမတန်ဝါသနာထုံသူတစ်ယောက်လည်းဖြစ်ပါတယ်။မမဲကြီးတို့ရွာလေးဟာဆိုရင်ပင်လယ်ကမ်းစပ်မှာတည်ရှိနေပြီးရွာသူရွာသားများကလည်းဝမ်းစာအတွက်ပင်လယ်ထဲကသားငါးတွေကိုရှာဖွေဖမ်းယူစားတောက်လေးရှိပါတယ်။ရွာတွေကအိမ်တိုင်းမှာငါးဖက်တဲ့ကိုရသက်ရှိပြီးမြဲသီလဆောက်တည်တဲ့မမဲကြီးတို့သားမိမှာတော့သူတစ်ပါးအသက်ကိုတပ်ဖြတ်တဲ့အလုပ်ကိုဝါသနာမပါတာဖြစ်လို့ကိုရသက်တစ်ခုမှမရှိနေပါဘူး။သားငါးများကိုကိုယ်တိုင်မသက်စားပဲပတ်သူဘူးသားစားလေးရှိကြပါတယ်။အရွယ်ရောက်လာတဲ့အခါမမဲကြီးလေးဟာမိမချိုမိမလာတို့ရဲ့ရုပ်ရည်အစင်းအင်္ဂါလက္ခဏာနဲ့ပြည့်စုံပြီးအလွန်ချောမောလှပတဲ့အမျိုးသမီးလေးတူဖြစ်လာခဲ့ပါတယ်။သူမရဲ့အလှကုန်သတင်းကလည်းရွာနီးချုပ်ဆက်ကျွေးရများထိတိုင်အောင်သတင်းပြန့်နှံ့ကြွကြားလို့နေပါတယ်။မမဲကြီးရဲ့အလှပကိုတက်မှတ်နေကြတဲ့ပုရိသကာလသားများဟာမမဲကြီးရဲ့မြတ်တာကိုရရှိဖို့အတွက်သူ့ထက်ငါအစွမ်းကုန်ကြိုးစားနေကြပါတယ်။ဒါပေမဲ့မမဲကြီးရဲ့မြတ်တာကိုအလူရက်သူ့ထက်ငါပိုးပန်းနေသူများစွာမှမမဲကြီးရဲ့မြတ်တာကိုရရှိသွားသူကတော့တရွာဒေသလေးဖြစ်ရုပ်ရည်တံပြန်ပြီးအနေထိုင်တည်ကြည်ခံရတဲ့မောင်ရွှေသည်ဆိုတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့တနေ့မှာတော့မမဲကြီးကသူ့ရဲ့တငယ်ချင်းမိန်းကလေးတွေနဲ့ရွာနီးနားမှာရှိတဲ့တောအုပ်ကလေးတစ်ခုမှာထွင်းခွေပြီးပြန်လာတဲ့အခါချောင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ထိုချောင်းလေးမှာမမဲကြီးရဲ့တငယ်ချင်းမိန်းကလေးတစ်စုကကိုရန်သက်နဲ့ငါဖမ်းနေကြတာကိုမမဲကြီးတယောက်တွေ့လိုက်ရတဲ့အခါကိုယ်တိုင်ဖမ်းချစ်ခြင်းနဲ့စိတ်ဖြစ်ပေါ်လာတာကြောင့်တငယ်ချင်းထံမှာကိုရန်သက်ကိုငါပြီးငါဖမ်းကြည့်ပါတော့တယ်ဟဲ့အေးလာရေငါ့ကိုကိုရန်သက်လေးခဏလောက်ငါပါ၏ငါလေးတစ်ခါလောက်တော့ငါဖမ်းကြည့်ခြင်းလို့ပါငါလေးဖမ်းမိခဲ့ရင်ငါတက်မစားပါဘူးရေထဲပြန်လွှတ်ပေးလိုက်မှာပါအလိုအေးမမဲကြီးရဲ့ညီးတာငါမိခဲ့ရင်ပြန်တော့မလွတ်လိုက်ပါနဲ့ငါပလိုင်းလေးကိုထည့်လိုက်ပါအေးအဲ့ဒါလိုပြောဆိုလိုက်ကြပြီးမမဲကြီးလေးဟာကိုရန်သက်နဲ့ငါးတွေကိုဖမ်းကြည့်ပါတော့တယ်ဒီခါမှာတခြားသူတွေလိုငါးတွေပါမလာပဲကြောက်တုံးနေတလုံးသားပါလာတာကိုတွေ့လိုက်ရပါတယ်ကြောက်တုံးကြီးလေးကနေရဲနေပြီးဘာမှမသိတာကြောင့်ရေထဲကိုပြန်ပစ်ချလိုက်ပြီးမဲ့3ချိန်တိုင်တက်ကြည့်လိုက်တိုင်းအဲ့ဒီကြောက်တုံးလေးက3ချိန်စလုံးမမဲကြီးကိုရက်ထဲသာပြန်ပါလာခဲ့ပါတယ်။ဒါကြောင့်မမဲကြီးလည်းရေထဲကိုပြင်းချတော့ပဲအင်ကိုပဲယူလာခဲ့ပါတော့တယ်။မမဲကြီးတို့အိမ်မှာနေရဲတောက်ပြောင်နေတဲ့ကြောက်အလုံးလေးယူလာတဲ့တဲ့ဟာတရွာလုံးကိုပြန်သွားပါတော့တယ်။မမဲကြီးတို့ရွာလေးနဲ့မနီမဝေးမှာရှိတဲ့ရွာတရွာမှာတော့ဗီဒီနက်ခက်အိုက်ကီယာစေဝပညာတို့ကိုတက်ကြွနဲ့ဆရာတယောက်ရှိပြီးကျောက်တံပရများရဲ့အကြောင်းနှံ့ဆက်စွာနားလည်သူလေးဖြစ်ပါတယ်။ထိုဆရာရဲ့နာမည်ကတော့ဦးမြတ်ကျော်ဦးလို့ခေါ်ပါတယ်။ဒီနေ့မှာတော့လူပြောများပြီးသတင်းကြည့်နေတဲ့ကျောက်တုံးနီလေးရှိရာမမဲကြီးတို့အိမ်ကိုဦးမြတ်ကျော်ဦးတယောက်ရောက်လာခဲ့ပါတော့တယ်။အနီရောင်ရှိတဲ့ကြောက်တုံးလေးဟာအဖိုးမဖြတ်နိုင်တဲ့ဗရမများတစ်လုံးဖြစ်ကြောင်းသိရှိသွားခဲ့တဲ့ဦးမြတ်ကျော်ဦးကမမဲကြီးတို့ကိုအကြောင်းစုံပြောပြလိုက်ပါတယ်။မမဲကြီးကလည်းဒီရက်ပိုင်းမှာအိမ်မက်တွေမလားလို့ဆရာကြီးကမိပါတဲ့။မမဲကြီးကလည်းကြီးကျယ်ခမ်းနားပြီးအချွေရံနေများပြားတဲ့အိမ်ကြီးမှာနေပြီးကုသိုလ်ကောင်းမှုတွေလုပ်နေတာကိုမြင်မှတ်ပါကြောင်းပြောပြလိုက်ပါတယ်။တဆက်ထဲမှာပဲမမဲကြီးရဲ့လက္ခဏာဇာတာဆန်းတို့ကိုစစ်ဆေးကြည့်ပြီးတ
နေ့မှာတော့မိမိထက်အသက်ကြီးတဲ့ယောက်ျားတစ်ယောက်ကြောင့်စိတ်မချမ်းမြေ့မှုကြုံတွေ့ရနိုင်ကြောင်းကိုလည်းဟောကိန်းထုတ်ခဲ့ပါတယ်။တမိုးကြီးမားတဲ့အဖို့တက်ဗရများအကြောင်းတစားနဲ့တစားသတင်းပြတ်နှံ့ရာကနေမမဲကြီးတို့အိမ်ကိုလာရောက်ကြည့်ရှုသူတွေနဲ့အလွန်ကိုစီကားနေပါတော့တယ်။လာရောက်ကြည့်ရှုသူတွေများပြားလွန်းတာကြောင့်အဖို့တက်ထားတဲ့ဗရများကြီးကိုမမဲကြီးတို့အိမ်မှာမထားရတော့ပဲရွာဦးကျောက်ဆရာတော်စီကိုပို့လိုက်ကြပါတယ်။ဆရာတော်ကလည်းကျောက်စီရွှေကလပ်ပေါ်မှာတည်ပြီးအဆောက်အအုံတွေနဲ့ထားပေးခဲ့ပါတယ်။အဲဒီချိန်တုန်းကရမာရဒီမြို့ကိုအုပ်ချုပ်ဆူဆန်ခဲ့တဲ့ဘုရင်ကန်ကနေမျိုးသူရိယဖြစ်ပါတယ်။နေမျိုးသူရိယကဗရမ ्या တည်င်းကိုကြားပြီးမမဲကြီးတို့သားမိကိုခေါ်ကားအဖိုးတန်တဲ့ဗရမ ्या ကစည်ရင်သားတို့နဲ့မထိုင်မင်းနဲ့သားထိုက်တာမှုညဦးမျိုးတော်မှာရှိတဲ့ရခိုင်မင်းပါကြီးကိုစက်သားရန်ယူဆောင်သွားရလိမ့်မယ်လို့မိတ်ဆွေတော်မူခဲ့ပါတယ်။မမဲကြီးတို့သားမိကိုလည်းစုတော်လက်တော်ဖြင့်အသက်ပြ9000ပေးသနာခဲ့ပါတယ်။ဘယင်ကန်နေမျိုးသူရိယကလည်းဗရမ ्या ကြီးကိုယူဆောင်ကာနေမဆိုင်ပဲညာရင်းကြီးရမ်းမျက်စိတ်ကန်းကနေညဦးမျိုးသို့ခီးဆက်ခဲ့ပါတော့တယ်။ရွှေမြို့တော်သို့မရောက်ခင်မှာပဲဗရမ ्या ကြီးကမမဲကြီးတို့မူလထားရှိရာကလပ်ပေါ်သို့အလူလူရောက်သွားပါတော့တယ်။ရွှေမြို့တော်ကိုရောက်တဲ့အခါဘယင်ကန်နေမျိုးသူရိယကဘယင်ကြီးပါကြီးကိုဗရမ ्या မပါတဲ့ဂရီပါချုပ်ကိုဆက်သားလိုက်ပါတော့တယ်။ဘယင်ကြီးကဂရီပါချုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါဘာမှမတွေ့ရတာပဲဖြစ်နေပါတော့တယ်။ဘယင်ကြီးကလည်းသူ့ရဲ့အတိုင်ပင်ခံပညာရှိဝိမလကိုဘာကြောင့်ဒီလိုဖြစ်ရတာလဲလို့မေးတဲ့။ပညာရှိဝိမလကလည်းဗရမ ्या ရဲ့မူလပိုင်ရှင်ဖြစ်တဲ့အမျိုးသမီးကိုတိမ့်ပိုက်မှသာလျှင်ဗရမ ्या ရဲ့အရှင်သခင်ဖြစ်နိုင်ကြောင်းအရှင်မင်းကြီးရဲ့ဖုန်းတကူကလည်းတိုးတက်လာနိုင်ကြောင်းတို့ကိုရှောက်တင်ခဲ့ပါတယ်။ဒါကြောင့်ဘယင်မင်းပါကြီးကလည်းမမဲကြီးနဲ့တကွဗရမ ्या ကိုတိမ့်ပိုက်ဖို့အတွက်သက်ဆိုင်ရာရွာသူကြီးများမှတဆင့်စာချွန်တော်အလှုပ်ပို့ခဲ့ပါတယ်။စာချွန်တော်ရောက်တဲ့အခါမှာတော့မမဲကြီးဟာချစ်သူဖြစ်သူမောင်ရွှေသီးကိုဖတ်ခါဝမ်းနဲ့ပလက်ငိုကြွေးနေပါတော့တယ်။ဘယင်အမိတ်ဆိုတော့လဲချစ်သူနှစ်ဦးကဘာမှမတတ်နိုင်ပဲမမဲကြီးတယောက်ဘယင်နန်းတော်တဲ့သို့လိုက်သွားရပါတော့တယ်။ဗရမ ्या ကိုအကြောင်းပြုပြီးတိမ့်ပိုက်ခဲ့တယ်ဆိုပြီးမဲ့မမဲကြီးလေးဟာငယ်ရွယ်နှုတ်ပြိုပြီးအလွန်ချောမောလှပတာကြောင့်ဘယင်မင်းပါကြီးကချစ်ခင်မျက်နှာတော်မူပြီးဗရမ ्या ဒေဝီစောမေကြီးဆိုတဲ့ဘွဲကိုအနှင်းပြီးအနောက်နန်းမိဖုရားအဖြစ်မြောက်စားခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့ဘင်္ဂလား12မြို့အပိုင်စားရရှိထားတဲ့မြို့စားနေစားများကပုံကန်ထကြလာတာကြောင့်ဘယင်မင်းပါကြီးကိုယ်တိုင်စီးတော်ရင်စီဝက်ဆိုးကိုစီးနေပြီးစစ်ချီတက်ရာပရိရခိုင်တပ်မတော်ကအင်အားတောက်တင်းတာကြောင့်ဘင်္ဂလားမြို့စားနေစားများအရေးနှိမ့်ခဲ့ရပါတယ်။ဘယင်မင်းကြီးကစစ်အောင်နိုင်ပြီးညဦးနေပြည်တော်ကိုပြန်လာတဲ့အခါတက်ဆက်ခန်းချရနာတဲ့နေရာမှာဇေဒီပြက်ကနေရောင်ချီတော်ကွန်မြူနီတာကိုတွေ့လိုက်ရတဲ့အခါမှာတော့ဘယင်မင်းမြတ်ကဇေဒီတော်ကိုရှင်းလင်းစေဖို့နောက်လိုက်စစ်တီတော်များကိုအမိန့်ပေးလိုက်ပါတယ်။ရှင်းလင်းပြီးတဲ့အခါဇေဒီပြက်မှဗုဒ္ဓအမွေတော်ဖြစ်တဲ့တတ်တော်များရရှိခဲ့ပါတယ်။လမ်းတစ်လျှောက်မှာလည်းဇေဒီပြက်များမှတတ်တော်များကိုယူဆောင်ကပြည်တော်သို့ပြန်လာခဲ့ပါတယ်။နန်းတော်ကိုပြန်ရောက်တဲ့အခါဘယင်ကြီးကယူဆောင်လာတဲ့တတ်တော်ရဲ့အမျိုးအစားတွေကိုမသိရတဲ့အတွက်မိဖုရားစောမဲကြီးကိုမေးပါတဲ့။မိဖုရားစောမဲကြီးဟာလူမန်းတိတက်ဆအရွယ်ကစားပြီးယတနာသုံးပါးကိုကြီးညိုကိုင်းဆိုင်ကငါးပါးတီလာလုံခြုံကြောင်းတစ္ဆာစုကတတ်တော်ရဲ့အမျိုးအစားတွေကိုခွဲခြားပြခဲ့ပါတယ်။ဘယင်မင်းကြီးကဝန္တာအာရဖြစ်ပြီးမိဖုရားစောမဲကြီးကိုအလူရှိရာဆူတောင်းစေလို့ပြောလိုက်တဲ့။မိဖုရားစောမဲကြီးကလည်းရခိုင်ပြည်တဝမ်းလှည့်လေပြီးဗုဒ္ဓတတ်တော်များကိုဇီဒီများတည်ထားခြင်းပါတယ်လို့ရှောက်တင်လိုက်ပါတယ်။ဘယင်မင်းကြီးကလည်းခွင့်ပြုလိုက်တာကြောင့်ဗရမ ्या ဒေဝီစောမဲကြီးမိဖုရားကလည်းမိမိရဲ့မူရဲစာတီဖြစ်တဲ့ရွာဦးတောင်ထိပ်မှာနားမွေးစီဒီကိုဥစွာတည်ထားခဲ့ပါတယ်။ယနေ့ခေတ်တိုင်းစစ်တွေခရိုင်တွင်းမှာရှိတဲ့ဥယျာဉ်စီရီဆန္ဒရှင်တွေဟာလည်းမိဖုရားရဲ့ကုသိုလ်တော်တွေပဲဖြစ်ပါတယ်။ထိုချိန်မှာပဲမိဖုရားစောမဲကြီးရဲ့တစ်ချိန်ကမြစ်တာမျှခဲ့တဲ့ငယ်ကြီးဆောင်မောင်ရွှေသီးကလည်းနမေရပယံဆရာတဲဦးဖြစ်တာကြောင့်စောမဲကြီးတည်တဲ့ဇေဒီများကိုမောင်ရွှေသီးကဦးဆောင်ခဲ့ရပါတယ်။ဘယင်မင်းပါကြီးရဲ့ကောင်းမှုတော်တွေဖြစ်တဲ့ရှစ်သောင်းစီရီကိုလည်းမောင်ရွှေသီးကိုယ်တိုင်ကြီးကြပ်စီမံခဲ့ရတယ်လို့သိရပါတယ်။ရှိခိကာရုံကအင်္ဂလိပ်ဆက်ရာမှာကျွဲရည်ပြားအုံတုံတင်းလေထုံသဲတို့ကိုအချိုးကျကျရွတ်ဆက်ရပါတယ်။ထို့သူရွတ်ဆက်ထားတဲ့အင်္ဂလိပ်တွေဟာအလွန်ကိုခိုက်ခက်လွန်လာပါတယ်။ဒီနေ့မှာတော့ရှစ်သောင်းစီရီကြီးအတွက်3ရန်ဖေးထားတဲ့ကျွဲရည်၅ချက်ဟာပျောက်ဆုံးနေတာမို့မောင်ရွှေသီးကဒီကိစ္စကိုစုံစမ်းကြည့်လိုက်ရတဲ့အခါတပည့်သားများဖြစ်တဲ့ငလုံးငပြေသီးငချက်ကြီးတို့ခိုးယူထားကြောင်းသိလိုက်ရတဲ့အတွက်နောက်လူတွေလိုက်လံမလုပ်အောင်လူပုံအလယ်မှာထိုးချိတ်ကန်ကြောက်ကဆုံးမမိပါတယ်။
ဒါကိုတပြေသားများကလူပုံလေးမှာအဆက်ကွဲစီတဲ့အတွက်ဆရာဖြစ်သူမောင်ရွှေသီးကိုအခွင့်ကြုံရင်လက်စားချီနိုင်ဖို့ကိုအညိုတိထားကစောင့်ဆိုင်နေကြပါတယ်8000 CD တီးပြီးတဲ့နောက်မိဖုရားစောမဲကြီးရဲ့ဓာတ်ပေါင်းစု CD တီးထားဖို့အတွက်တိုင်ပင်ဆွေးနွေးဖို့ပယံဆရာမောင်ရွှေသီးကမိဖုရားအဆောင်သို့အခါစားဝင်ရောက်ခဲ့ပါတယ်။အဲဒီချိန်တုန်းကပူအိုက်တဲ့ရာသီဖြစ်လို့မိဖုရားစောမဲကြီးကရင်သားအထက်တစားကိုခဏတာချွတ်ထားမိပါတယ်။ဧည့်သည်ဆောင်နေတယ်လို့ရှမ်းရွှေတော်ကပြောလာတဲ့အတွက်မိဖုရားလည်းရင်သားအပုတ်ကိုမလန်းကြုံတော့ပဲပိုးအချိတ်ထမင်းကိုသာရင်မတင်ကရုတ်တရက်ထွက်လာခဲ့ပါတယ်။ခမ်းမဆောင်တကားထိပ်ကိုရောက်တော့မိဖုရားဟာကျဉ်ညင်တူလီပါဖြစ်တဲ့ထမိန်စောက်ကိုမတော်ဆနင်းမိကထမိန်ဟာပြေကြပြီးရင်သားပေါ်လူနေပါဖြစ်သွားခဲ့ပါတယ်။မိဖုရားစောမဲကြီးလည်းတော်တော်လေးရွှေစိတ်တော်ထိခိုက်ပြီးပယံဆရာမောင်ရွှေသီးကိုဘာမှစကားမပြောတော့ပဲအတွင်းဆောင်ထဲသို့ပြန်ဝင်ခဲ့ပါတော့တယ်။နောက်မှမိဖုရားရဲ့ရန်ရွှေတော်ကိုမောင်ရွှေသီးစိတ်တိုင်းကြစီတီပါလို့အမှားစကားပါလိုက်ပါတယ်။မောင်ရွှေသီးကလည်းမိဖုရားကြီးကမိမိရင်သားပုံစီလေးကိုတီထားစီခြင်းနဲ့ယူစားပြီးတာမြတ်ပုံတရံစီတီထားခဲ့ပါတယ်။ဇေဒီနဲ့ပတ်သက်ပြီးဘရင်ကြီးကမြင့်မြတ်လူရဲ့အတွက်ပယံကောင်းဆောင်မောင်ရွှေသီးနဲ့တကွပါဝင်ဆောက်လုပ်ခဲ့တဲ့ပယံဆရာအားလုံးကိုရှေ့တော်မှခေါ်ယူခဲ့ပါတယ်။အဲဒီချိန်မှာတော့သူတို့ရဲ့ဆရာဖြစ်သူမောင်ရွှေသီးကိုလက်စားချေခြင်းနဲ့ငလုံးငပြေသီးငချက်တို့ဟာအခွင့်ကောင်းကြုံကမောင်ရွှေသီးကမိဖုရားစောမဲကြီးရဲ့ငယ်ကြီးစားဖြစ်ကြောင်းအခုချိန်ထိချိန်တွေးဆိုကကျူးလွန်နေပါကြောင်းဘရင်ကြီးထံဂုံကျော်လျှောက်တင်လိုက်ကြပါတယ်။ဘရင်ကြီးကလည်းဂုံချောစကားကိုနားဝင်ကအမျက်ဒေါသထွက်ပြီးမောင်ရွှေသီးနဲ့တကွကြံရပါအလုံးကိုအခုချက်ချင်းကိုမျက်စီအမိတ်ပေးခဲ့ပါတယ်။နောက်တစ်နေ့မှာတော့မိဖုရားစောမဲကြီးကိုလည်းဘရင်ရှိတော်မှကိုခေါ်ယူလိုက်ပါတယ်။မိဖုရားစောမဲကြီးကမဟုတ်မမှန်ဆွဆွဲခံရပါကြောင်းသစ္စာတရားမပြတ်ခဲ့ပါကြောင်းလျှောက်ထားပြီးမြဲမနာလူသူရဲ့ဂုံချောစကားကိုနားယောင်နေတဲ့ဘရင်ကြီးကမယုံကြည်ပဲနောက်ဆုံးမှာတော့အဆုံးစီရင်စီလို့အမိန့်ချမှတ်လိုက်တဲ့။မိဖုရားစောမဲကြီးလည်းမိမိရဲ့ဇာတိရွာမှာအဆုံးစီရင်ပါလို့တနာခံလျှောက်တင်ခဲ့ပါတယ်။ဒီလိုနဲ့မိဖုရားကိုတူတီထားတဲ့နောင်မွေတော်စီရီအနီးကချောင်းကလေးကမ်းမကိုကုမြတ်ဖို့ခေါ်ဆောင်လာခဲ့ပါတယ်။မကုမြတ်မီနောက်ဆုံးအချိန်မှာမိဖုရားကဒီလိုသစ္စာပြုဆူတောင်းခဲ့ပါတယ်။ဖျားတပည့်တော်မှာသည်မိမိရဲ့ကမ္မပိုင်ဖြစ်တဲ့လင်ယောက်ျားမှတပါညီးသည့်ယောက်ျားနှင့်မျှမကျူးလွန်ပါ။ဤမှန်သောသစ္စာစကားများကြောင့်တပည့်တော်မ၏အလောင်းသည်တဘာဝအတိုင်းရေစုံကိုမမျောဘဲအထက်ညာသို့ဆန်တက်ပါစေလို့သစ္စာဆိုလိုက်ပါတယ်။ပြီးတဲ့အခါမှာတော့ရာဇဝတ်သစ်မင်းကြီးမင်းသားမိဖုရားတွေကိုကွမြတ်တဲ့ထုံးစံအတိုင်းပကွက်သားများကလင်းမျိုးကိုတုံးလေးရိုက်ကကွမြတ်ခြင်းခံလိုက်ရပါတယ်။မိဖုရားစောမဲကြီးရဲ့ကျန်ရစ်နေတဲ့အလောင်းကိုဝါးဖောင်နဲ့ရီမျိုးခဲ့ပြီးမြဲအော်စရာကောင်းလာအောင်သစ္စာဆိုထားတဲ့အတိုင်းအထက်အညာသို့ဆန်သက်သွားပါတယ်။ဒီသတင်းကိုဘရင်ကြီးကြားတဲ့အခါသစ္စာရှိတဲ့မိဖုရားတစ်ပါးဆုံးရှုံးရပြီဆိုပြီးကြီးစွာတော့ကရောက်ပါတော့တယ်။ဘရင်မင်းကြီးလည်းယူကျုံမရတဲ့စိတ်နဲ့လက်များမကြမိမှာပဲနှက်ရွာဆန်တော်မူခဲ့ပါတယ်။တမိုးမဖြတ်နိုင်တဲ့ဗရမများကြီးလည်းမိဖုရားကြီးကိုကုမြတ်တဲ့အချိန်မှစပြီးဘရင်ဗန္နာတိုက်ကနေထူးဆန်းစွာပြတ်ကွယ်သွားပါတော့တယ်။မြမရာဇဝင်ထဲမှာသစ္စာတရားကြီးမှပြီးဖုံးကန်ကြီးမှတဲ့မိဖုရားတွေရဲ့အကြောင်းကျမတို့ရဲ့ Talking Molly Channel ကနေအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင် Like and Subscribe လေးလုပ်ထားကြဖို့တောင်းဆိုလိုက်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်နော်။